ဒီနေ့ကျွန်တော်မျှဝေပေးသွားမယ်အကြောင်းအရာလေးကတော့ကျောင်းသားကျောင်းသူတွေအတွက်ကျောင်းသင်ခန်းစာမှာပါမကတကယ်လက်တွေ့ဘဝပု္ပ္ပာတွေကိုဖြည့်ရှင်းတဲ့အခါမှာပါအသုံးဝင်လာတဲ့တုတ်တာကိန်းအကြောင်းကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။မနေ့ကကျွန်တော်တင်ပေးထားတဲ့ဗီဒီယိုလေးထဲမှာဆိုရင်ပု္ပ္ပာတစ်ပုဒ်ကိုချင်းကပ်ဖြည့်ရှင်းတဲ့နေရာမှာတုတ်တာစာကွဲကိန်းနီလန်းကိုအသုံးပြုပြီးတော့ဖြည့်ရှင်းလိုက်တဲ့အခါကျွန်တော်တို့လိုချင်တဲ့ဥတီချက်ကိုအလွယ်တကူပဲမြန်မြန်ဆန်ဆန်နဲ့ရရှိခဲ့တာကိုတွေ့ရှိနိုင်မှာပါ။ဒါဆိုရင်တုတ်တာစာကွဲကိန်းနီလန်းကိုအသုံးပြုနိုင်မှုအတွက်အခြေခံကျထားတဲ့တုတ်တာကိန်းအကြောင်းကိုကျွန်တော်ဒီနေ့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့တုတ်တာကိန်းဆိုတာဘာလဲတုတ်တာကိန်းကိုဘယ်လိုအဓိပ္ပာယ်သတ်မှတ်ထားရလဲဆိုတာနဲ့စလိုက်ရအောင်။ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင်တော့ကျွန်တော်အပါဝင်ပေါ့နော်တငယ်ချင်းတွေကိုပေါ့ဆရာဆရာမရမေးတဲ့အခါတုတ်တာကိန်းဆိုတာဘာလဲလို့မေးလိုက်တာနဲ့တုတ်တာကိန်းဘယ်ကစတုံးလို့ကျွန်တော်တို့မေးလိုက်တာနဲ့ကျွန်တော်ပြောပြကြတယ်ပေါ့တုံညစတယ်တချို့ကလည်းတစ်ကစတယ်နှစ်ကစတယ်သုံးကစတယ်အစရှိသဖြင့်ကျွန်တော်တို့ပြောကြတယ်ပေါ့နော်အဲ့လိုပြောကြတဲ့အခါမှာကျွန်တော်တို့ဘာဖြစ်တုံးဆိုမှန်တာလည်းရှိတယ်မှားတာလည်းရှိတယ်အခုတစ်ခါမှာကျွန်တော်တို့ငယ်ငယ်တုန်းကလို့မဖြစ်ရအောင်အလွယ်တကူနဲ့တုတ်တာကိန်းလို့ပြောလိုက်တာနဲ့ရှင်းရှင်းလင်းလင်းနားတဲ့သဘောပေါက်ဖို့အတွက်ကျွန်တော်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်တုတ်တာကိန်းကိုဘလို့အဓိပ္ပာယ်သတ်မှတ်ထားတာလဲဆိုပြီးတော့ရင်းဆုံးပြောပါမယ်တုတ်တာကိန်းကိုဘလို့အဓိပ္ပာယ်သတ်မှတ်ထားတာလဲဆိုတော့တုတ်တာကိန်းလို့ဆိုလိုက်တာနဲ့စာကွဲကိန်းနှစ်ခုသာရှိရမယ်လို့သတ်မှတ်ထားပါတယ်အတိအကျပြောမယ်ဆိုရင်စာကွဲကိန်းနှစ်ခုပဲရှိရပါမယ်ဒါဆိုစာကွဲကိန်းလို့ပြောလိုက်တာနဲ့စာကွဲကိန်းဆိုတာဘလို့လဲဆိုပြီးတော့ကျွန်တော်သိဖို့လိုပါသေးတယ်ဥပမာအဖြစ်စာကွဲကိန်းဆိုတာဒီဥပမာဖောလို့ပြောလိုက်မယ်ဆိုလေးပေါ့နော်လေးဤစာကွဲကိန်းတွေကဘာတွေလဲလေးလို့စာကွဲကိန်းကဘာတွေလဲလို့သိဖို့ရဆိုရင်ကျွန်တော်တို့ဒီခွဲကြည့်လိုက်ပါတယ်လေးကိုခွဲတဲ့အခါလေးတက်လီလေးဆိုတာလည်းရှိပါတယ်နှစ်နှစ်လီလေးဆိုတာလည်းရှိပါတယ်အဲ့ဒီလိုခွဲပြီးတော့ကြတော့ရရှိလာတဲ့ကိန်းတွေကစာကွဲကိန်းတွေပဲဖြစ်ပါတယ်ဒါဆိုရင်လေးဤစာကွဲကိန်းတွေကဘာတွေဖြစ်မလဲလေးဤစာကွဲကိန်းတွေက1 2 4ဒါတွေပဲဖြစ်ပါတယ်ဒါဆိုကျွန်တော်ကလေးကိုပဲကြည့်လိုက်တယ်ဆိုရင်တုတ်တာကိန်းနဲ့ချင်းကပ်လိုက်မယ်ဆိုလေးဒီတုတ်တာကိန်းခုံးဟုတ်ချင်းကပ်ကြည့်မယ်ဆိုရင်တုတ်တာကိန်းရဲ့အဓိပ္ပာယ်သတ်မှတ်ချက်နဲ့ပဲချင်းကပ်လိုက်ပါတုတ်တာကိန်းဆိုတာစာကွဲကိန်းနှစ်ခုပဲရှိရမယ်လို့ပြောတယ်ဒါဆိုလေးမှာစာကွဲကိန်းဘယ်နှခုရှိတော့1 2 4ဆိုတော့3ခုရှိပါတယ်ဒါဆို4ဆိုတာဒီတုတ်တာကိန်းမဟုတ်ဘူးဆိုပြီးတော့အလွယ်တကူသိနိုင်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ကတုတ်တာကိန်းကိုဓာတ်ရိုက်ချင်းကပ်ကြည့်ရအောင်တုတ်တာကိန်းလို့ပြောလိုက်တာနဲ့စာကွဲကိန်းနှစ်ခုပဲရှိရမယ်ဘလို့ကိန်းနေတော့ဘလို့ကိန်းနေတော့ဆိုရင်ဥပမာအဖြစ်ကျွန်တော်တို့ကစပြီးရေးလိုက်မယ်နှစ်ပေါ့နှစ်ကတုတ်တာကိန်းလားဟုတ်တာပေါ့ဘာလို့လို့ဆိုတော့နှစ်တယ်လီနှစ်ဘာဖြစ်လို့တော့ဆိုတော့နှစ်ကို1နဲ့2နဲ့ကလွဲပြီးတခြားကိန်းနဲ့စာကွဲကိန်းခွဲလို့မရတော့ဘူးဒါဆိုရင်နှစ်မှာအတိအကျစာကွဲကိန်းနှစ်ခုပဲရှိတယ်1နဲ့2ခုတည်းသာရှိတယ်အဲ့လိုမျိုးပေါ့နောက်တစ်ခုကြည့်ရအောင်3ပေါ့တုတ်တာကိန်းလို့ပြောလိုက်တာနဲ့1 multiply 3ပေါ့နော်3လို့ပြောလိုက်တာနဲ့ကျွန်တော်ဘာဖြစ်လို့1 3လီ3ပေါ့ဒါကြောင့်တုတ်တာကိန်းကိုအတိပ္ပယ်သတ်မှတ်ဖို့အသေးစိတ်ပြောမယ်ဆိုရင်တော့တုတ်တာကိန်းဆိုတာစာကွဲကိန်းနှစ်ခုပဲရှိပါတယ်1နဲ့ထိုကိန်းကိုယ်တိုင်နှစ်ဒီတုတ်တာကိန်းလို့ပြောလိုက်တာနဲ့သူ့မှာစာကွဲကိန်း1နဲ့2ကိုယ်တိုင်ပဲရှိရမယ်3ဒီတုတ်တာကိန်းလို့ပြောလိုက်တာနဲ့သူ့မှာစာကွဲကိန်း1နဲ့3ကိုယ်တိုင်နှစ်ခုပဲရှိတဲ့ကိန်းမျိုးတွေပါဒါဆိုရင်ကျွန်တော်တို့က2 3 5ကိုလည်းတုတ်တာကိန်းလို့နမူနာပြောမယ်ဘာဖြစ်လို့လဲ1အမြောက်5ဘာလို့လဲဆိုကြတော့စာကွဲကိန်းအခုလိုမျိုး1နဲ့5ကိုယ်တိုင်နှစ်ခုပဲရှိလို့ပါနောက်တစ်ခုကဘာဖြစ်မလဲဆိုကြတော့ခွန်1အမြောက်ခွန်အဲ့လိုမျိုး1နဲ့ခွန်ကိုယ်တိုင်နှစ်ခုပဲစာကွဲကိန်းအတိအကျရှိလို့အခုပြောလိုက်တဲ့2တွေ3တွေ5တွေခွန်တွေဆိုတာစာကွဲတုတ်တာကိန်းတွေဖြစ်ပါတယ်ပေါ့ကဲဟုတ်ပြီအဲ့ဒါဆိုတော့ကျွန်တော်တို့ကတုတ်တာကိန်းဖြစ်မဖြစ်ကိုကျွန်တော်တို့ကအခုလိုမျိုးစာကွဲကိန်းနှစ်ခုပဲရှိတယ်1နဲ့ထိုကိန်းကိုယ်တိုင်လို့သိထားပြီဆိုရင်ဘယ်ကိန်းတွေကတုတ်တာကိန်းဟုတ်တယ်လဲဘယ်ကိန်းတွေကတုတ်တာကိန်းမဟုတ်ဘူးလဲဆိုတာအလွယ်တကူသိရှိနိုင်မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကထပ်ပြီးတော့ကြည့်ရအောင်ပါ17လို့ပြောလိုက်ပြီဒါဆိုရင်17လို့ပြောလိုက်တာနဲ့တပြိုင်နက်တည်းမှာကျွန်တော်ဘာဖြစ်လဲဆိုတော့17ဒီ1အမြောက်17နောက်ထပ်ဘာကိန်းနဲ့ခွဲလို့ရသေးလဲဘာကိန်းနဲ့မှခွဲလို့မရဘူးဒါဆိုရင်တုတ်တာကိန်းဒီစာကွဲကိန်းနှစ်ခုပဲရှိတယ်1နဲ့ထိုကိန်းကိုယ်တိုင်ဒီနေရာမှာ17ဒီတုတ်တာကိန်းလို့ပြောမယ်ဆိုရင်1နဲ့17နှစ်ခုပဲရှိတာမလို့ဒီဟာကိုကျွန်တော်တို့က17ကိုတုတ်တာကိန်းလို့ပြောမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ရေးပြတဲ့အထက်မှာတုတ်တာကိန်းဒီ2 3 5 17 2 3 5 7 11ပေါ့နော်ဒီလိုကိန်းတွေကတုတ်တာကိန်းတွေဒါဆိုရင်ကျွန်တော်တို့သတိထားမိရသူဆိုရင်ကျွန်တော်မေးမယ်မိကွန်းလေးကိုဖြေနိုင်မယ်လို့ထင်ပါတယ်အဲ့ဒါတွေကဘာလေးလဲဆိုတော့တုတ်တာကိန်းတွေမှာဘာထူးခြားမှုတွေ့ရလဲပေါ့တုတ်တာကိန်းတွေမှာဘာထူးခြားမှုတွေ့ရလဲပေါ့ဒါဆိုရင်ကျွန်တော်သတိထားမိရသူဆိုရင်သိတော့မယ်2 3 5 7 11ဒါဆိုရင်ကျွန်တော်ကြည့်လိုက်တာ ਨੇ တုတ်တာကိန်းတွေထဲမှာထူးခြားမှုကတော့တုတ်တာကိန်းတွေထဲမှာတကူတည်းသောစုံကိန်းနှစ်
ဖြစ်နေခြင်းဒီသူ့ရဲ့ထူးခြားမှုပါပဲတုဒ္ဓကိန်းဒီထဲမှာကျွန်တော်တို့ကတစ်ခုတည်းသောစုံကိန်းလို့ပြောမယ်ဆိုရင်နှစ်ဒီသာတစ်ခုတည်းသောစုံကိန်းဖြစ်ပါတယ်တခြားတုဒ္ဓကိန်းမှန်သမျှဒီမာကိန်း of number တွေဖြစ်နေမှာပါဒါဆိုရင်တုဒ္ဓကိန်းကိုနားလည်သွားပြီလို့ယူဆပါတယ်ဒါဆိုရင်နားလည်လားနားမလည်လားကျွန်တော်လက်တွေလေးစမ်းစစ်ကြည့်ရအောင်ဥပမာဖြင့်ကျွန်တော်တို့က9ဆိုတဲ့ကောင်ဒီတုဒ္ဓကိန်းဟုတ်လားမဟုတ်လားလို့ကျွန်တော်ကစမ်းစစ်ချင်တယ်ဒါဆိုရင်ကျွန်တော်တို့ကခွဲကြည့်တယ်1 9လီ9ဟုတ်ပြီတခြားရှိသေးလားစဉ်းစားကြည့်လိုက်တယ်ရှိတာပေါ့3 3လီ9ဒါဆိုရင်ကျွန်တော်တို့ဘာဖြစ်လဲစာခွဲကိန်းနှစ်ခုမကဖြစ်ပေါ်သွားပြီဒါဆိုရင်အဲ့9ဒီတုဒ္ဓကိန်းလုံးဝမဟုတ်တော့ဘူးဒါကြောင့်ကျွန်တော်တို့ကဘယ်ကိန်းနေဘလောက်ပဲကြီးလာလားကိန်းကနန်းရဲ့တန်ဖိုးတွေပေါ့နော်စာခွဲကိန်းနှစ်ခုပဲရှိလားရှိနေရင်တုဒ္ဓကိန်းဖြစ်နေလိမ့်မယ်မရှိသူတစ်ခုတည်းမကဘူးဆိုခဲ့ရင်တုဒ္ဓကိန်းမဟုတ်ဘူးလို့ကျွန်တော်တို့သတ်မှတ်ပါဒါဆိုရင်ကျွန်တော်ငယ်ငယ်ပြောခဲ့သလိုတုဒ္ဓကိန်းဗျာစာတစ်ကစဘာလို့တစ်ခုတော့မပါတာတော့တုဒ္ဓကိန်းရဲ့အတိအကျသတ်မှတ်ချက်ကိုနားလည်သွားရင်တုဒ္ဓကိန်းထဲမှာတစ်မပါဘူးဆိုတာသိသွားလောက်ပါပြီကဲလက်တွေ့လေးနဲ့ကြည့်လိုက်ကြရအောင်ကျွန်တော်တို့တစ်ကိုတုဒ္ဓကိန်းဟုတ်လားမဟုတ်လားကိုဆုံးဖြတ်ချင်တယ်ဆိုတစ်စီဘာဖြစ်လဲဆိုတော့တစ်တလီတစ်ပေါ့ဒါဆိုရင်တစ်တလီတစ်ဆိုတော့တစ်နဲ့ထိုကိန်းကိုယ်တိုင်ဆိုတဲ့အတိအကျသတ်မှတ်ချက်နဲ့တော့ကိုက်ညီတယ်လို့ရှိပေမဲ့လို့တကယ်တော့မကိုက်ညီပါဘူးဘာလို့လို့တကယ်တော့တုဒ္ဓကိန်းရဲ့အတိအကျသတ်မှတ်ချက်ကစာခွဲကိန်းနှစ်ခုရှိရမှာပါဒီမှာကတစ်ကိုကြည့်လိုက်တဲ့ကတစ်တယ်လီတစ်ဆိုတော့တစ်ဆိုတာတစ်ပဲလीအဲ့ဒါဆိုတော့ကျွန်တော်တို့ကစာခွဲကိန်းတစ်ခုတည်းရှိနေတဲ့အတွက်ကြောင့်ကိန်းကနန်းနံပါတ်1ဒီတုဒ္ဓကိန်းထဲမှာမပါဝင်ရခြင်းပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့တုဒ္ဓကိန်းဘယ်ဟာစတယ်လဲတုဒ္ဓကိန်းတွေကဘာတွေလဲလို့ရှင်းရှင်းလင်းလင်းသိသွားလောက်ပြီလို့ယူဆပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်တို့အဲ့တုဒ္ဓကိန်းကိုအသုံးချပြီးတော့တုဒ္ဓစာခွဲကိန်းဒီအသုံးပြုပြီးတော့ပု္ပ္ပစာတွေကိုဘယ်လိုချင်းကပ်ဖြည့်ရှင်းအောင်မလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရှုအောင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်